လူပီသားစွာနေထိုင်နိုင်မှုအတွက်လိုအပ်ချက်တွေကအခြေခံအကြဆုံးအရာတစ်ခုဟာလွတ်လပ်စွာထုတ်ဖော်ပြခွင့်ဖြစ်ပါတယ်။မတူကွဲပြားမှုကိုလက်ခံသဘောတူပြီးအင်အားနည်းသူတွေရဲ့အတန်ကအလေးပေးခံရတဲ့လူမှုအတိုင်းအဝန်းဒီလိုအတိုင်းအဝန်းကိုဖန်တီးဖို့အတွက်ဖွင့်လှစ်ခဲ့တဲ့လူအခွင့်အရေးရုပ်ရှင်ပြပွဲအကြောင်းကိုတင်ပြပါမယ်။လွန်ခဲ့တဲ့မေလ19ရက်နေ့ဆိုဒဲယန်နိုမာရိုနီယာပန်းချံမှာတင်တဲ့ကျွန်တော်နဲ့ဂျားဆိုတဲ့ကောင်းစဉ်နဲ့15ကြိမ်မြောက်ဆိုလူအခွင့်အရေးရုပ်ရှင်ပြပွဲကိုကျင်းပခဲ့ပါတယ်။လေးရက်တန်ကျင်းပတဲ့ဒီတစ်ချိန်ရုပ်ရှင်ပြပွဲမှာခွဲခြားမှုနဲ့တော်လှန်မှုအရင်းရှင်တဲ့လူသမားနျူကလ িয়ার နဲ့ငြိမ်းချမ်းရေးဒီမိုကရေစီစတဲ့ခေါင်းစဉ်ကြီး၄မျိုးအောက်မှာပြည်တွင်းပြည်ပရုပ်ရှင်ကားပေါင်း30တကားကိုခမဲ့ပြသခဲ့ပါတယ်။လူခွင့်ရေးဆိုင်ရာအသည့်တရားများလူအတိုင်းဝမ်အနှံ့အပြားမှာနှက်ဆိုင်စွာစိတ်ဝင်ပြန့်နှံ့စေဖို့ကိုအလိုရှိတဲ့လူခွင့်ရေးလှုပ်ရှားသူတွေရဲ့အိမ်မက်တွေနဲ့ရုပ်ရှင်ဖြင့်လူအတိုင်းဝမ်ပြုပြင်ပြောင်းလဲမှုကိုအလိုရှိတဲ့ရုပ်ရှင်အမှုပညာရှင်တို့ရဲ့ဆန္ဒတို့ပူးပေါင်းမှုကြောင့်လူခွင့်ရေးရုပ်ရှင်ပြပွဲကို1996ခုနှစ်ကစတင်ပြသခဲ့ပါတယ်။ဒုတိယအကြိမ်ရုပ်ရှင်ပြပွဲမှာတော့စင်ဆာခွင့်ကိုမယူဘဲပြသတဲ့အတွက်အစိုးရဟာဖွင့်ပွဲနေ့မှာလက်စစ်တအားဖြတ်တောက်ဖြစ်ခဲ့ပြီးရုပ်ရှင်ပြပွဲကော်မတီဥက္ကဋ္ဌကိုဖမ်းဆီးကာရုံးခန်းကိုပိုက်စိတ်တက်ရှာဖွေခဲ့ပါတယ်။တဘာဝအမှန်တရားကိုစင်ဆာခွင့်ရယူရမယ်ဆိုတဲ့အစိုးရရဲ့ကန့်သတ်ချက်ဟာအခြေခံဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီးစီးပွားရေးရုပ်ရှင်ပြပွဲလည်းမဟုတ်တဲ့လွတ်လပ်စွာထုတ်ပေါ်ခွင့်ကိုအသက်သွေးကြောပမာအဓိကထားတဲ့လူအခွင့်အရေးရုပ်ရှင်ပြပွဲဟာဒီနေ့အထိတော်လှန်ရေးအသည့်နဲ့ရုန်းကန်လှုပ်ရှားကျင်းပနေဆဲဖြစ်ပါတယ်။ 지금 한국의 인권 현실이 너무 안 좋아져서 물론 예전에도 좋았던 적은 한 번도 없었다고 생각하지만 그래서 이런 공간에서 상영을 하게 된 거에 대해서 되게 안타깝게 생각하고 ပြည်တွင်းမှာရုပ်ရှင်ပြပွဲကိုလုပ်မယ်ဆိုရင်အစိုးရထောက်ခံချက်ကိုရယူရပါတယ်။လွတ်လပ်စွာဖော်ထုတ်ခွင့်အတွက်ကျင်းပတဲ့ရုပ်ရှင်ပြပွဲဟာအစိုးရရဲ့ထောက်ခံချက်ကိုရယူပြသရမယ်ဆိုတာပြပွဲကော်မတီကလက်မခံနိုင်တဲ့အတွက်လမ်းပေါ်ထွက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ 철거한다고 그랬어요. 인권영화제. 그러니까 빨리 철수하라고 자기네들이 나와서 하겠다고 그래서 하시라고. 그럼 우리 관객들이랑 계속 철수할 때까지 철거할 때까지 그냥 계속 영화를 상영하겠다고. 그랬는데 안 하시더라고요. 왜냐면 관객들이 되게 반응이 좋았고. လူခွင့်ရေးရဲ့တန်ဖိုးနဲ့ဒီတန်ဖိုးတွေကိုဖော်ပြတဲ့ရုပ်ရှင်ပြပွဲကိုဘယ်သူမဆိုဘယ်နေရာမှမဆိုလက်လက်စွာပြသကြည့်ချခွင့်ရရမှာဖြစ်ပါတယ်။ဒါဟာလူခွင့်ရေးရုပ်ရှင်ပြပွဲကပြည်သူတွေနဲ့အတူလမ်းပေါ်မှာအတူကြည့်ဖို့ဖွင့်လှစ်ဖြစ်တဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။